အားလုံးပဲမင်္ဂလာပါဝယ်ရမှာဆိုရင်ဖြင့် မနီတာများကို29လမ်းမှာ24လမ်းမှာ22လက်မှာ လက်ဆောင်များကိုလည်း i3 12ချမ်းမှာစပြီးတော့ i7 40ချမ်းကြီးလိုအပ်တဲ့ requirement ကိုပြောပြီးအသေးသက်စင်တွေရနိုင်ပါတယ်။ brand new လက်တော့များကိုလည်း RTA 55ကျမ်းမှာစပြီးရုံးသုံးကျောင်းသုံးအတွက်အသင့်လျော်တဲ့လက်တော့များကို26သိန်းဝန်းကျင်မှာ54သိန်းဝန်းကျင်အထိရွေးချယ်ဝယ်ယူနိုင်ပါတယ်။ဒါမှမဟုတ်လိုချင်တဲ့ specification လေးတွေကိုပြောပြီးတော့လည်း pre-order မှာယူလို့ရနိုင်ပါပြီ။ ခုစကန်လက်တော့ပြန်မှာဆိုရင် Microsoft Surface Pro CB Microsoft Surface လက်တော့1ကနေ Microsoft Surface လက်တော့5ထိရရှိနိုင်ပြီ။ဒီပြန်ထဲမှာဆိုရင်လည်း i5 8 Gen နဲ့စပြီးတော့ i5 11 Gen ကြီးရရှိနိုင်ပါတယ်။ HP brand ထဲမှာဆိုရင်လည်း i5 8 Gen, i5 12 Gen, i7 11 Gen, G Pro Pro, Elite Pro အစရှိသဖြင့်ရွေးချယ်ဝယ်ယူနိုင်ပါတယ်။အကျန်းခံအသုံးခံလို့ယူကြများတဲ့ Vivo တစ်ပတ်ထဲမှာဆိုရင်လည်း i5 8 Gen, i5 10 Gen, i5 12 Gen အထိရရှိနိုင်ပြီးဈေးနှုန်းအနေနဲ့ဆိုရင်လည်း9900ကျပ်မှာဆက်တင်ယူနိုင်ပါပြီ။ဒါအပြင် CPU မြင့်ပြီးဈေးနှုန်းတစ်နဲ့ Sony Toshiba လက်တော့များလည်းရရှိနိုင်ပါသေးတယ်။ နောက်ထပ်လက်တော့များအတွက်အာမခံတင်နေပြီးထားတဲ့အပြင်ကိုစကန်လက်တော့များအတွက်လည်းအာမခံ6လပေးထားပြီးအစားသုံး10ရက်ကိုလည်းပေးထားပါသေးတယ်။စောင့်ခွင့်နဲ့စားပစ်ကိုလည်းလိုက်တိုင်းလေးထားပါတယ်။ဒီကမှာဆွေရဘက်များနဲ့ accessory များလည်းစုံလင်စွာရရှိနိုင်ပါရှင်။ ID နဲ့ပတ်သက်ရင်လည်း video conference တစ်ပိုင်းနဲ့ဇွန်လိုက်စင်များကိုလည်းဝယ်တမ်းမှာရရှိနိုင်ပါပြီ။ရုံးကြောင်းစေးရုံနဲ့ပြင်မနေရာများကိုလာရောက်ပြင်ပေးတဲ့ home service လည်းရှိနေပါပြီ။ဖုန်းနဲ့ပတ်သက်ရင်လည်း brand new နဲ့ခုစကန်မှုကိုလည်းရရှိနိုင်ပါတယ်။ ID နဲ့ပတ်သက်ရင်ဝယ်ရန်ကိုဒါတတိယလိုက်ပါနော်။